လုံးမိုင်ကတ်ကလေးပေါ့နော်ဒီနေ့ကတော့ကျွန်တော်အဖွင့်နေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ တွက်ဆိုင်ကလေးကိုကျွန်တော်ထည့်မပေးသေးဘူးစောင့်ကြည့်အောင်ပါပေါ့နော်ဒါပေမဲ့ဒီကတ်3ကတ်ကိုကျွန်တော်တင်ပေးမယ်ဒါအဓိကကတ်ကတော့ဒီအနိကတ်လေးပေါ့နော်ဒီကောင်လေးကဒီဘိုင်လေးကတော်တော်ဝင်နေပြီးခဲ့ဘက်ကတစ်ပတ်လုံးဝင်ထားဖြစ်တဲ့အတွက်1ချိန်အနေနဲ့သူက6ရှစ်ပေးထားတယ်ဘိုင်အနေနဲ့8ပေးရပေါ့နော်ဒီ18ရင်းနေအတွက်ကိုဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများကဒီ6ရှစ်ကိုတော့ဒီနေကုန်မှာလှုပ်မကစားတင်ဘူးပေါ့နော်မိတ်ဆွေကြိုက်ရလုံးနဲ့ကတ်လို့ရတယ်ဒါတော့ဘိုင်ကတော့ချစ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကိုတွားကြည့်မယ်ဗျဒီကောင်လေးအရန်ကတ်လေးပေါ့နော်ဒီကောင်လေးကတော့3မိုင်ပြထားတယ်နောက်တစ်ခုကတော့ဒီကောင်လေးကအခါတိုင်းဆိုတော့တော်တော်များများမှန်တယ်ပြီးခဲ့တဲ့ဘက်ကတော့နည်းနည်းလွဲချောမှုကိုတွေ့ရတယ်ဒီအမဲကတ်ထဲမှာဆိုရင်ကျွန်တော်ကြည့်ရတော့ကတော့ဒီခွန်ဒီအားကောင်းနေတယ်ပေါ့နော်ခွန်ကြိုက်တယ်များပိုင်ဒီထဲရပေါ့နော်မျိုးစုလိုကြိုက်တဲ့အလုံးလေးကိုထုံထုတ်ပြီးတော့ပို့ပြီးတော့ကစားနိုင်ပါတယ်အဓိကအားပြုကစားမှာဒီကတ်ပေါ့နော်လုံးမိုင်ကတ်ကလေးဖြစ်ပါတယ်โอเคအခုကြည့်နေကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ Telegram နဲ့အခမဲ့ join နိုင်တယ်လို့တယောက်တစ်ချက်စီးစီးလဲ like and subscribe လေးနှိပ်သွားပေးကြအောင်တောင်းဆိုပါရဗျ see you bye bye next video